အားလုံးပဲ Happy New Year ပါ2026မှာကိုအရန်ကြီးပေါ့တန်မနေတော့ဘဲနဲ့တမိုးထားပြီးတော့သက်ရှင်မဲ့နှစ်ဖြစ်ပါစေ2025ကိုပြန်ကြည့်လိုက်ရင်အောင်မြင်ခဲ့တာတွေရှိမယ်မအောင်မြင်ခဲ့တာတွေရှိမယ်မပြောနိုင်မဲ့စိတ်ထဲမှာမျိုးသိပ်ခဲ့ရတဲ့အခက်အခဲတွေရှိမယ်ဒါပေမဲ့သိကြတာတစ်ခုကတော့အားလုံးကိုကြော်လာပြီးတော့2026ကိုရောက်လာခဲ့ပါတယ်အချစ်အတွက်ဆိုရင်2026မှာကိုမနာကျင်စေတဲ့အချစ်ကိုရွေးချယ်ပါကိုတန်မိုးမထားတဲ့သူကိုနားလည်ပေးရင်းနဲ့ကိုပျောက်ဆုံးမသွားပါစေနဲ့အချစ်ဆိုတာအမြဲတမ်းခံပတ်မဟုတ်ဘူးအမြဲသိခံရတာလည်းမဟုတ်အေးချမ်းစေဖို့ပဲဖြစ်တင်တာပါငွေကြေးအတွက်ဆိုရင်2026မှာလစာတိုးတာမတိုးတာထက်ကိုတန်မိုးတိုးနေလားဆိုတဲ့ဟာကိုအရင်စဉ်းစားပါစကေးတစ်ခုတိုးရင်ရွေးချယ်ခွင့်တစ်ခုတိုးတယ်ဝင်ငွေတိုးဖို့မဟုတ်ရင်တော့မပင်ပန်းအောင်အလုပ်လုပ်နိုင်ဖို့ကအရေးကြီးပါတယ်ငွေကအရာအလုံးမဟုတ်ပေမဲ့ငွေမရှိရင်စိတ်ပူစရာတွေပိုများတယ်ဒါကြောင့်ငွေရှာရတာကိုမရှက်ပါနဲ့စူးစမ်းတာကိုလည်းမရှက်ပါနဲ့မိသားစုအတွက်ဆိုရင်2026မှာအလုပ်အောင်မြင်ဖို့ကြီးပဲအရန်စူးစမ်းပြီးမပြေးနဲ့ကိုမိသားစုကိုစကားပြောပေးဖို့လည်းအချိန်ကိုယူပါတနေ့တစ်ခါမိဘတွေနဲ့မိခွန်းလေးတွေအဖြေလေးတွေပဲဖြစ်အိမ်ပြန်ရောက်တဲ့အခါဖုန်းချပြီးတော့စကားစမီပြောပေးတာဖြစ်ပြုလုပ်ပါအောင်မြင်မှုဆိုတာအိမ်ပြန်လာတဲ့အခါစိတ်အေးချမ်းခြင်းကလည်းအောင်မြင်မှုပါပဲကိုဘွားအတွက်2026မှာကိုတခြားသူတွေနဲ့တွားပြီးတော့မနိုင်ရှင်ပါနဲ့လူတိုင်းရဲ့နာရီကမတူပါဘူးနောက်ကျနေတဲ့ထင်ရင်အဲ့ဒါမရောက်သေးတာပဲဖြစ်တယ်မအောင်မြင်သေးတာမဟုတ်ဘူးပန်းပွင့်တဲ့အချိန်မရောက်သေးတဲ့ပန်းကိုအပြစ်မတင်ပါနဲ့နော်ပျော်ရွှင်မှုအတွက်2026မှာအရန်ကြီးစူးစမ်းမနေပါနဲ့နည်းနည်းပင်ပန်းနေရင်ခဏလောက်နားလိုက်ပျော်ရွှင်မှုဆိုတာအဆုံးသက်ရောက်မှရရှိနိုင်တာမျိုးမဟုတ်ဘူးလမ်းလျှောက်နေရင်လည်းပျော်ရွှင်မှုဆိုတာကိုရရှိနိုင်ပါတယ်လက်ဖက်ရည်လေးတစ်ခွက်ညနေခင်းလေးညင်းလေးတစ်ခုကိုချစ်တဲ့သူနဲ့ရေမောနိုင်တဲ့အချိန်ဒါတွေကလည်းပျော်ရွှင်မှုတွေပါပဲ2026အတွက်ဆုတောင်းကတော့ကိုမလိန်တော့ဘူးမဖြစ်နိုင်တဲ့အရာတွေကိုအတင်းမလုပ်တော့ဘူးဒါပေမဲ့အိမ်မက်တွေကိုလည်းလက်မလွတ်ဘူး2026မှာပိုတည်ငြိမ်လာတဲ့ကိုပိုတမိုးထားတက်လာတဲ့ကိုပိုပျော်ရွှင်လာတဲ့ကိုဖြစ်ပါစေအားလုံးပဲ Happy New Year ပါကျေးဇူးတင်ပါတယ်